ဘယ်ချိန်ကလင်းနေလဲပြောပါဦး တက်ခွန်နေတယ် ရှင်အဲ့ဒီအချိန်ကရှင်ခောက်ကန်ပြီးတော့ပါကင်းလား ပါကင်ပေါင်းနေပြီ ဟုတ်လားလီကြီးလားအဲ့ဒီရော ကြီးရပေါ့ ပထမလင်းလီကြီးတော့ ကြီးရ အခုလင်းကြမှာသေးတာ ခံနိုင်ရင်ရှိပါပြီဆိုတော့သူကပဲသေးရလားကိုကခံနိုင်ရင်ရှိပါလားမသိဘူး ဟောသေးသွားတယ်စားပေါက်ကျဲပါလို့ စားပါချင်လို့ကလေးတကောင်သွားပါပြီဆို တကောင်မဲလားဒီကျမ3កောက်ဆိုပူကျဲမှာပေါ့ဟုတ်လား တော့ဆို3ကစားကြမှာပေါ့ အေးမဟုတ်ဆက်ဆောက်ဦးဆုံးရှင်ပါကင်ဖောက်ခံနေတဲ့ခံစားချက်ပြောပြပါဦး ဟိုအုံးစိမ်းကိုအုံးရဖောက်လို့ဆဲကနေ စက္ကနဲ့ကြားတယ်ပေါ့နားလားတွေးထွက်လား တွေးထွက်တာပေါ့ ဟုတ်လား စက်ခွန်နေမှရှိသေးတယ်ပါကင်ဖောက်လို့ဆိုတွေးထွက်တာပေါ့ ဘယ်နည်းလောက်နားလဲ ညာတညပဲ တညပဲနားတယ် ဟုတ်တယ် ဘယ်နှခါလိုးလိုက်တယ်ည တော့ မမတ်မီ မမီ အော်မမတ်မီကျမအဲ့ဒီညတစ်ခါလိုးခံနေတယ်ကျမပါကင်စားပေါက်တဲ့အချိန်မှာတညပဲမခံနိုင်ဘူးလေစပတ်ဆိုစတ်ထွက်နေပဲတွေးလဲထွက်တယ်ဆိုတော့လေ ဟုတ်တယ်စက်တယ်နော် ရှင်တို့ရပဲနှခါလေဟမ် မမီတာလေ အေးကျမတစ်ခါတယ်ရှင်ကမမတ်မီရှစ်စပတ်နဲ့ရှင်မမတ်မီဆိုတော့ကျမဘာလို့မရမလဲရှင်တို့ရောပဲနှခါလဲဖြေခဲ့ဦးတော့ comment မှာဒါပဲ